ဒီနေ့မှာတော့ positive parenting နဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ် positive parenting လို့ပြောတဲ့အခါမှာတချို့မိဘတွေကကလေးကိုမဆူတာကလေးကိုအလိုလိုက်တာကလေးကိုမဆုံးမတာနဲ့ရောနေကြတယ်ပေါ့နော်နောက်တစ်ခုကကြတော့ positive parenting ဆိုတဲ့အရာခေတ်စားလာတဲ့အချိန်မှာကလေးကိုဆူမိလို့ကိုအပြစ်တင်နေရဲ့မိဘတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ positive parenting gentle parenting ပေါ့အဲ့လိုပြောတဲ့အခါမှာကလေးကိုညင်သားစွာအုပ်ထိန်ခြင်းလို့ဓာတ်ရိုက်ယူပြီးတော့အမြဲတမ်းနူးညံ့ညင်သာနေရမယ်လို့ပြောတာမဟုတ်ပါဘူး။ positive parenting လို့ပြောတဲ့အခါမှာကလေးတွေကိုနော်ကိုယ်စိတ်မကြည်သလိုရိုက်တာမျိုးမဟုတ်ဘဲနဲ့ကျမတို့ကလေးတွေကိုစီကံသတ်မှတ်ပေးတာမျိုးဖြစ်ပါတယ်။ဒါလေးကိုဘာကြောင့်လုပ်စေချင်လဲဘာကြောင့်မလုပ်စေချင်ဘူးဆိုတာရှင်းပြမယ်။နော်သူအမားလုပ်ခဲ့လို့ရှိရင်ဘာကြောင့်ဒါကိုအမားလို့သတ်မှတ်တာဖြစ်ကြောင်းဘာကြောင့်ကိုကလက်မခံနိုင်တာဖြစ်ကြောင်းနော်ဒါကိုလှုပ်လိုက်တဲ့အတွက်ဘလို့နောက်ဆက်တွဲတွေရှိမှာဖြစ်ကြောင်းကလေးကိုပြောပြမယ်သူ့ရဲ့ကောင်းတဲ့အပြုအမူလေးတွေကိုအတိအမှတ်ပြုချီးကျူးမယ်သူ့အတွက်တင့်တော်တဲ့စီမင်းစည်းကမ်းလေးတွေချမှတ်ထားမယ်ပြီးရင်အရေးကြီးတာကနော်အမြဲစုနေငေါက်နေတာမျိုးမဟုတ်ဘဲနဲ့လုံလောက်တဲ့ချစ်ချင်းမြတ်တာနဲ့ကျင်နာခြင်းပေးမယ်ထောက်ပံ့ခြင်းပံ့ပိုးခြင်းလုပ်မယ်အချိန်ပေးခြင်းတွေလုပ်မယ်ပေါ့နော်ဆိုတော့positive parenting ဆိုတာအဲ့ဒါတွေကိုပြောတာပါအပြစ်မပေးရမဆူရလို့ဆိုလိုတာမဟုတ်ပါဘူးအရင်ခေတ်ကတော့ကျမတို့မိဘများအကျိုးနဲ့အကြောင်းနဲ့လို့တခါလေးရှင်းပြခြင်းမရှိဘဲနဲ့နော်ကလေးကအမားတစ်ခုခုလှုပ်လိုက်တာဒါမှမဟုတ်သူတို့မကြိုက်တာလှုပ်တာဒါမှမဟုတ်သူတို့ပင်ပန်းတာနဲ့ကျမတို့ရိုက်ကြတာမလားဆိုတော့အဲ့ဒီအနေအထားကနေကျမတို့ကောင်းတဲ့ဘက်ကိုပြောင်းလဲနေတယ်ကောင်းတဲ့အနာဂတ်ကိုပြောင်းလဲတဲ့အခါမှာဒီလိုမျိုးပေါ့နော် positive parenting ဆိုတာဘာလဲဆိုပြီးတော့အထင်လွဲတာလေးတွေအမှားလုပ်မိတာလေးတွေဒီလိုရှိတတ်ကြတာပေါ့ဆိုတော့ကျမတို့ကအမှားလုပ်မိလိုက်ပြန်တက်လိုက်စူးစမ်းပြီးတော့ positive parenting ဘက်ကိုသွားလိုက်ပေါ့နော်ဒါလေးတွေတော့ရှိကြတာပါပဲဆိုတော့ကလေးကိုဆူတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လေကလေးကိုမဆူရအောင်မဟုတ်ဘူးဆူလို့ရတယ်ဒါပေမဲ့ဆူရခြင်းအကြောင်းကနော်ကလေးကသူ့ရဲ့အပြစ်ကိုမြင်နိုင်စေဖို့ပြင်နိုင်စေဖို့ဖြစ်ရမယ်မင်းကစိုးနေတာဆိုတာမျိုးမပြောဘဲနဲ့သမီးလေးဒီလိုလုပ်တာမကောင်းဘူးเนาะသားလေးဒီလိုလုပ်တာမကောင်းဘူးဆိုတာမျိုးကိုကျမတို့ပြောပြရမယ်ဆိုတော့လူကိုမကြိုက်တာမဟုတ်ဘဲနဲ့သူလုပ်တဲ့အပြစ်အမှုသူလုပ်တဲ့အပြစ်ကမှားနေတာဆိုတဲ့အကြောင်းအဲ့ဒါကိုမကြိုက်တာဆိုတဲ့အကြောင်းနော်ကလေးကိုသိစေဖို့ကျမတို့ပြောပြရမယ်အတန်နေအတန်ထားလေလိပ်ပြလွှင့်မတက်အော်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ပုံမှန်ပြောပြနိုင်တော့အကောင်းဆုံးပေါ့ဆိုတော့အော်တာမျိုးတွေကြောက်စရာကောင်းအောင်ပြောတာကြီးတွေကကြတော့မကောင်းတဲ့ရလဒ်တွေရဖို့များတာပေါ့နော်ကိုကလည်းစီကန်းတွေချမှတ်တဲ့အခါမှာအခုတစ်မျိုးတော့ကြာတစ်မျိုးမပြောဖို့မဆူဖို့သတိထားမှာပေါ့နော်နောက်တစ်ခုကကလေးရဲ့အသက်အလိုက်ပေါ့နော်တင့်တော်တဲ့ဆုံးမခြင်းမျိုးလေးတွေကလေးနားလည်မဲ့စကားလုံးလေးတွေသုံးပြီးတော့ဆုံးမရပါမယ်ကလေးရဲ့အပြုအမူအမားတွေအတွက်မဆူခင်မှာသူကကိုယ့်ကိုကြည့်ပြီးလိုက်လုံနေတာလားဆိုတာလည်းတစ်ချက်ပြန်ကြည့်ရမှာပေါ့နော်ကိုယ်တို့မဟုတ်သူ့အနီးနာလူကြီးသူမတယ်ပေါ့နော်ဆိုတော့ကလေးကလှုပ်တဲ့အမားတွေကလူကြီးတွေစီကနေကြည့်ပြီးအတူယူပြီးလှုပ်တာဆိုလို့ရှိရင်အဲ့ဒါဆိုရင်တော့သူ့အနီးနာလူကြီးတွေကအရင်ဆုံးပြင်ရမှာပေါ့နော်ပြီးတော့မှကလေးကိုပါပြင်ပေးရမှာပေါ့ကျမတို့အိမ်မှာတော့ကလေးဘက်ကနေလည်းမိဘကိုကိုချင်းစာတက်အောင်ပြောပြပါတယ်ဒီနေ့တော့ဖေဖေမေမေတို့အရန်ပင်ပန်းနေတယ်ပေါ့နော်အခုအရန်လုံများနေတယ်သမီးလေးပြောတာနားမထောင်နိုင်သေးဘူးနော်အခုအရန်အေးကြီးရဲ့စကားတွေပြောနေကြလို့ခဏလေးစောင့်နော်အခုမေမေနေမကောင်းလို့နော်မေမေမှာစိတ်ညစ်စရာတွေရှိနေလို့သမီးလေးဘက်ကနားလဲပေးဖို့နော်ခဏလေးစောင့်ပေးဖို့ကြီးမကြဖို့နော်ဒါမျိုးလေးတွေပြောပြပြီးတော့ခဏနေကြရင်နားထောင်ပေးမယ်ဖြစ်တဲ့အကြောင်းနော်အဲ့ဒါလေးတွေကိုသူ့ဘက်ကလည်းမိဘတွေကိုနားလဲတတ်ဖို့ကျမတို့ပြောပြတယ်ကြုံရင်ကြုံတယ်လို့သင်ပေးရပေါ့နော်ဒါကလည်းကလေးတွေရဲ့ဘဝအတွက်လိုအပ်တဲ့အရေးအချင်းတစ်ခုဖြစ်ပါတယ်အဲ့လိုအချင်းချင်းနော်ကလေးနဲ့မိဘနားလဲတာတွေများလာတဲ့အခါဆူရတဲ့အချိန်တွေလည်းတဖြည်းဖြည်းနည်းလာတယ်ဆူရင်တော့မှနီးလန့်မှန်လာတာပေါ့နော်ဆိုတော့ positive parenting လို့ပြောတဲ့အခါမှာကလေးကိုမဆူရမငေါ့ရအမြဲအလိုလိုက်ဖို့မဟုတ်ဘူးကျမတို့ကနီးလန်းမှန်မှန်နဲ့ဆုံးမအုပ်ချုပ်တာမျိုးကို positive parenting လို့ဆိုတာပေါ့နော်